ကျွန်တော်တို့ဒီနေ့တက်ကွေးတော့ဟင်းလေးချက်စားဖြစ်ပါတယ်။ကွေးတော့ရဟာစိတ်ကလည်းဝင်တမင်လည်းစားလို့မိန်တဲ့အတွက်ကျွန်တော်မိန်ဘယ်လိုချက်စားမလဲဆိုတာလိုက်ကြည့်ပြတော့ပါဦးနော်။ခုချက်ဖို့အတွက်တက်တုံဖြူငရုတ်သီးစိမ့်နဲ့ငငပိလေးပါထည့်ပြီးထောင်းပါမယ်။ငရုတ်သီးထောင်းလာရပြီဆိုရင်တော့ချက်သားလေးကိုရတာနေပါမယ်။ထောင်းလာတာတွေထည့်မယ်။ချက်တုံတွေထည့်မယ်။စားအချုံမုတ်စနစ်မုတ်လေးပါထည့်ပါမယ်။စီလေးကိုတော့အနည်းငယ်ထည့်ပြီးအရသာလေးဝင်အောင်လို့နှက်ဆက်အောင်နေပေးပါမယ်ခင်ဗျာ။ပြီးရင်တော့မီးဘိုပေါ်တင်ပြီးကြက်သားတွေကရေလေးတွေခြောက်လာတဲ့အထိရေးလေးနဲ့ခဏလောက်လုံးပေးပါမယ်။ကြက်သားတွေချက်ထားတော့ဂွေးတော့ရက်လေးတွေကိုဒီဘက်ဆေးကြောထားပါမယ်။ဂွေးတော့ရက်ဆေးဘက်ဝင်လို့ကျွန်တော်တို့ကတော့မကြမ်းမကြာချက်စားဖြစ်ပါတယ်။ကဲအခုချက်ထားတဲ့ကြက်သားတွေကလည်းနူးကန်နေပြီဆိုရင်တော့ဂွေးတော့ရက်တွေကိုထည့်ချက်ပါမယ်။ဂွေးတော့ရက်လေးတွေနူးအောင်အထုံးလေးအုပ်ပြီးခဏလောက်ချက်ပေးလိုက်မယ်ဆိုရင်တော့အနည်းစားမိန်စီတဲ့ကြက်ဂွေးတော့ဟင်းမှုန့်မှုန့်လေးရရှိပါပြီခင်ဗျာ။ခမင်းလေးခုပြီးကျွန်တော်တို့နဲ့အတူတူလက်ဆောင်စားဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။